ဘယ်ရမဆိုပေါ့နော်ကျွန်တော်တို့ဖြစ်ပြီးရင်ပြတ်တယ်ဆိုတဲ့ဒီဝိပဿနာကျင့်စဉ်ဖြစ်တဲ့လို့အသိဉာဏ်လေးပေါ့နော်ဝိပဿနာအသိဉာဏ်လေးရသွားတဲ့ခါကျရင်ဘယ်လောက်ထိအသုံးဝင်လဲဆိုတော့ကျွန်တော်လည်းပြမယ်ကျွန်တော်တို့နေ့စဉ်လှုပ်ရှားနေတဲ့အခါမှာလူတွေဆိုတာကျွန်တော်တို့လောဘဒေါသမောဟတွေရှိတယ်စိတ်တူရတဲ့ဟာတွေများတယ်ပေါ့နော်တနေ့နေ့ပျော်နေရတဲ့စိတ်တူရတာတွေကပုံများတယ်ကိုယ်နဲ့အခက်မတင်တဲ့သူတွေကြောင့်စိတ်တူရတာရှိတယ်လုပ်ငန်းမှာအဆင်မပြေလို့စိတ်တူရတဲ့ခါတွေရှိတယ်ဟဲ့လားအဝန်းကျင်ကြောင့်ကိုယ်အကြောင်းမျိုးပေါ့နော်စိတ်တူရတဲ့ဟာတွေကပုံများတယ်ပေါ့ပျော်ရွှင်ရတဲ့ဟာတွေတက်အဲ့တော့ကျွန်တော်နောက်ပိုင်းဘယ်လိုမျိုးကိုယ့်ကိုဆုံးမပြလဲဆရာတော်ရဲ့တရားတွေကြောင့်ဘယ်လိုမျိုးကိုယ့်ကိုပြောင်းလဲပြလဲဆိုလို့ရှိရင်အနိစ္စသဘောကိုမြင်အောင်ရှုတာပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့အခုဒေါသဖြစ်တယ်ဒေါသဖြစ်တာကဒါခဏနေကြရင်ဒေါသပျောက်သွားမှာဒီဒေါသဆိုတာမရှိဘူးဒါဖြစ်ပြီးပြက်နေတာဒါဒီဒေါသကြီးကလည်းအမြဲတမ်းဖြစ်နေမှာမဟုတ်ဘူးဒါကြီးကပြက်နေမှာဖြစ်သဘောပေါ့နော်အဲ့လိုမျိုးမြင်အောင်ရှုလိုက်စိတ်ကအယမ်းကိုအေးချမ်းမှုခံစားရတယ်ပေါ့နော်ဒီအနိစ္စဆိုတဲ့သဘောပေါ့နော်အဲ့လိုမမြဲခြင်းတရားကိုတကယ်တမ်းကိုကလက်တွေ့ကျင့်ကြံလိုက်ပြီဆိုတဲ့အခါကျလို့ရှိရင်စိတ်ကတော်တော်ကြီးကိုဟိုဒီလိုမျိုးကနေပြီးတော့ပေါ့နော်ဒီလောက်ထိအဆုံးထိမဟုတ်တော့မှတဝက်လောက်တိတိကိုတော်တော် short ချနိုင်ပါတယ်ပေါ့နော်ဆိုတော့အဲ့ကျင့်စဉ်လေးကိုကျင့်ကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်အဲ့လိုမျိုးတရားများထိုင်ကြပါလို့ဝိပဿနာကျင့်စဉ်ပေါ့နော်ကိုကတရားထိုင်ပြီးဟုတ်ပြီတရားထိုင်တဲ့ခါကျရင်ဘာလဲဝင်လေထွက်လေကိုအဓိကရှုရတယ်ကျွန်တော်တို့ဝင်သွားတယ်ပြန်ထွက်သွားတယ်ဝင်သွားတဲ့အခါမှာကိုကဒီလေကနှာသီးထိတ်လေးပေါ့နော်နှာခေါင်းထိတ်လေးကိုထိပါဝင်လေရှုတယ်ထွက်လေရှုတယ်ရှိလားအဲ့ခုနကရှိလားဆိုမရှိတော့အဲ့လိုမျိုးရှုရမှာပေါ့နော်ကျွန်တော်ဝင်လေထွက်လေဖြစ်ပြီးပြက်တာကိုရှုဖြစ်ပြက်ရှုတာဖြစ်တယ်ပြက်သွားတယ်ခုနရှုလိုက်တဲ့ဟာအခုမရှိတော့ဆိုတော့ကျွန်တော်တို့ဒေါသတွေအဲ့လိုမျိုးပေါ့နော်နေ့စဉ်ဖြစ်ပြသမျှအရာအလုံးတွေကိုယ့်ရဲ့စိတ်အစင်မပြေမှုတွေကဒါအမြဲတမ်းဖြစ်နေမှာမဟုတ်ဒါခဏပဲနော်ပြီးသွားလို့ရှိရင်အဲ့လိုမျိုးရှုလိုက်တဲ့အခါကျရင်ဟိုကိုနေ့စဉ်စိတ်ရှုရတာတွေကတဖြည်းဖြည်းနဲ့တက်တာအောင်မယ်လို့ကျွန်တော်အာမခံပါတယ်ဆိုတော့ဝိပဿနာကျင့်စဉ်လေးကျင့်ကြည့်ပါကျွန်တော်တို့အဲ့လိုမျိုးတိုက်တွန်းပါတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအခုတရားကြီးနောက်ပိုင်းပို့ထိုင်လာတယ်ဆိုတော့အေးချမ်းမှုကိုထပ်တင်သလောက်ရှာတွေ့လာရပေါ့ဗျာဆိုတော့ဆရာတော်ဟောရဲ့တရားလေးကိုနားကြည့်အောင်နော်တရဏဂုံနဲ့သီလနဲ့ကလူပြည်နတ်ပြည်တန်တရားနဲ့ပြောမယ်ဆိုရင်လူပုံနတ်ပုံပဲရောက်နိုင်တယ်ပြမဘုံမရောက်ဘူးမေတ္တာပွားလိုက်လို့ရှိရင်ဇံရပြီဆိုရင်ပြမဘုံထီအောင်ရောက်တယ်ပေါ့သူတို့ဆိုလို့ပေါ့အဆင်ကြီးကလည်းကွာသွားတယ်ဒါဖြင့်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့သမထကျင့်စဉ်နဲ့ပို့ပြီးတော့တမိုးရှိတာရှိသေးလားလို့ဆိုရှိတာပေါ့တဲ့အမြင့်ဆုံးကတော့ဘာတော့ဆိုလက်ဖြောက်တတိအချိန်လေးမှပင်မမြဲဘူးဆိုတဲ့အမှတ်တင်ညာလေးဆိုလိုတာကဝိပဿနာတရားကိုအထောက်လိုက်ပါအရာခတ်သိမ်းဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်ဘယ်အရာမှမတည်မြဲဘူးဆိုတာလေးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဆွဲမြဲစွာမှတ်သားပြီးအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားပါဝိပဿနာတရားအထောက်ပါလို့ဆိုမမြဲတဲ့သဘာဝကိုစဉ်းကျင်စဉ်းစားနိုင်တဲ့ဝိပဿနာဉာဏ်ရပြီဆိုရင်တော့အဲ့ဒီကုသိုလ်ကတော့အကောင်းဆုံးပဲဘာကြောင့်ကောင်းတော့လို့ဘုန်းကြီးတို့လိုက်တွေးလိုက်တဲ့အခါနိဗ္ဗာန်နဲ့အနည်းဆုံးရောက်သွားလို့ကောင်းတယ်လို့ပြောအားလုံးကနိဗ္ဗာန်ကိုဥတည်သွားနေတာအနိစ္စပညာမှာပေါ်ရပဲနဲ့နိဗ္ဗာန်ကိုရောက်တဲ့နည်းမရှိဘူးဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေမျှော်မှန်းကြတဲ့နိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးနိုင်တဲ့အနိကဆုံးစောင်းနှံလေကားကြီးဟာဝိပဿနာတရားပဲဖြစ်တယ်မြဲတယ်ဆိုတဲ့အရာတစ်ခုမှရှာမတွေ့ဘူးအားလုံးဟာထာဝရပြောင်းလဲနေတဲ့မမြဲတဲ့အရာပဲလို့ဆင်ញင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်တော့တေချာပေါ့ဒီကုသိုလ်ဟာအမြတ်ဆုံးပဲ